ကဘာပေါ်မှာအမြန်ဆုံးလက်သီးပိုင်ရှင်ကမိုက်တိုင်ဆန်မဟုတ်ပါဘူးကဘာပေါ်မှာအမြန်ဆုံးနဲ့အပြင်းထန်ဆုံးလက်သီးပိုင်ရှင်ကဘယ်သူလဲလို့မေးရင်လူတော်များများကမိုက်တိုင်ဆန်လို့ဖြေကြပါလိမ့်မယ်ဒါမှမဟုတ်မိုဟာမက်လီလို့ပြောကြပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်းအဖြေမှန်ကတော့သူတို့ဘယ်သူမှမဟုတ်ပါဘူးအဖြေမှန်ကပင်လယ်ကျမ်းမြေမှာနေထိုင်တဲ့ Mantis Shrimp လို့ခေါ်တဲ့အယောင်ဆုံးပဇွန်လေးတစ်ကောင်ပဲဖြစ်ပါတယ်သူတို့ကိုကြည့်ရတာကတ်တွန်းကားတွေကဇက်ကောင်လေးလိုမျိုးချစ်ဖို့ကောင်းတဲ့လောက်သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက The One Punch Man လို့တင်စားရလောက်အောင်ကြောက်ခမန်းလိလိဖြစ်ပါတယ်လှပပေမဲ့အစိပ်ပြင်းတဲ့အချစ်တွေလိုပါပြီအပြင်မှန်းကကြည့်လိုက်ရင်ဆွဲဆောင်မှုရှိပေမဲ့အနာကတ်သွားရင်တော့နာကျင်စေမဲ့အရာတစ်ခုပါသူ့ရဲ့ခန္ဓာကိုယ်အရှိက6လက်မလောက်ပဲရှိပေမဲ့သူ့ရဲ့လက်သီးထိုးချက်အမြန်နှုန်းကတော့ဒသမ22ကာလီဘာကြီးစံတစ်ထောင်ရဲ့အမြန်နှုန်းနဲ့ညီမျှပါတယ်တနအီကိုမိုင်90နှုန်းလောက်တဲ့ရေထဲကိုထိုးချလိုက်တာပါရေထဲမှာလက်သီးထိုးရတာဘလောက်တောင်ခက်ခဲပြီးလေးလံတယ်လဲဆိုတာလူကြီးမင်းတို့သိကြမှာပါဒါပေမဲ့သူကတော့ကြီးစံရဲ့အမြန်နှုန်းနဲ့ထိုးနိုင်ပါတယ်အဲ့ဒီထိုးချက်ဟာဘလောက်ပြင်းတယ်လဲဆိုရင်သူ့ကိုမွေးထားတဲ့ငါးကန်ရဲ့မှန်တွေကိုတော့ကွဲအပ်သွားစေနိုင်ပါတယ်ဒါကြောင့်ငါးကန်ပိုင်ရှင်တွေကသူတို့ကိုမွေးမဲ့ဆိုရင်ရိုးရိုးမှန်နဲ့မမွေးရပါဘူးကြီးကာမန်သို့မဟုတ် acrylic အထူစားတွေနဲ့မှမွေးလို့ရတာပါရင်ထဲမှာခံစားရတဲ့ခံစားချက်တွေလိုပဲအရှိန်အဟုန်ပါပါတယ်မြန်ဆန်နေပြင်းထန်နေပြီးတော့တစားစီကြေးမွာသွားပါတယ်ဘာမှကာကွယ်ချိန်တော့ရလိုက်မှာမဟုတ်ပါဘူးဒီ Mantis Shrimp ရဲ့လက်သီးချက်မှာပိုပြီးအံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ cavitation bubble လို့ခေါ်တဲ့ဖြစ်စဉ်မှာသူ့လက်သီးကအယမ်းမြန်လွန်းတဲ့အတွက်ရေဖိအားတွေပြောင်းလဲပြီးလေးပူပေါင်းလေးတွေဖြစ်ပေါ်လာပါတယ်အဲ့ဒီပူပေါင်းလေးတွေပေါက်ကွဲတဲ့အချိန်မှာထွက်လာတဲ့အပူချိန်ကနေမင်းကြီးရဲ့မျက်နှာပြင်အပူချိန်နီးပါးဒီဂရီစင်တီဂရိတ်ထောင်ချီရှိပါတယ်ဆိုလိုတာကသားကောင်ဖြစ်တဲ့ကနန်းနေခယူတွေဟာလက်သီးတံကြောင့်အခွန်ကွဲပြီးတည်နိုင်တယ်လို့ရုတ်တရက်ထွက်ပေါ်လာတဲ့အပူလိုင်းကြောင့်လေပြုတ်သွားနိုင်တဲ့သဘောမျိုးပါပဲတချက်တည်းနဲ့နှစ်ခါနာစီတာပါအသေးခွဲခဲ့တုန်းကလိုမျိုးလမ်းခွဲသွားတဲ့စကားတစ်ခွန်းကြောင့်နာကျင်ရတယ်လို့ကြံရိတ်ခဲ့တဲ့အမတ်တရတွေလည်းမီးလိုပူလောင်စေတာမျိုးပါနေတိုင်းညတိုင်းအိမ်မက်ဆိုးရိမ်မက်ပြီးလောင်မြိုက်နေရတဲ့ခံစားချက်ကို Mantis Shrimp တွေရဲ့သားကောင်တွေကလွယ်ရင်ဘယ်သူမှနားလည်နိုင်မယ်မထင်ပါဘူးနောက်ပြီးဒီကောင်တွေမှာနောက်ထပ်ထူးခြားချက်တစ်ခုကသူတို့ရဲ့မျက်လုံးပါပဲလူသားတွေကအနီးအစိမ်းအပြာဆိုတဲ့အခြေခံအယောင်၃မျိုးကိုပဲပေါင်းစပ်မြင်နိုင်တာပါဒါပေမဲ့ဒီ Mantis Shrimp တွေမှာတော့ color receptor 12မျိုးကနေ16မျိုးအထိပါဝင်ပါတယ်ဒါကြောင့်သူတို့ဟာလူသားတွေဘယ်လို့မှမမြင်နိုင်တဲ့ခရမ်းလွန်ရောင်ကြီးတွေ polarized light တွေကိုပါမြင်တွေ့နိုင်ပါတယ်ကဘာကြီးကိုသူတို့မြင်ရတဲ့ပုံစံကကျွန်တော်တို့မြင်ရတာနဲ့လုံးဝတခြားစီပါပဲအယောင်သွေးတွေပိုဆုံးနေမယ်အသေးစိတ်ချက်လက်တွေပိုများမယ်တကယ်လို့များလူကြီးမင်းတို့မှာသာ Mantis Shrimp လိုမျက်လုံးမျိုးရှိခဲ့မယ်ဆိုရင်လူတွေရဲ့ဟန်ဆောင်မှုတွေမူသားတွေ reflex တွေကိုအစောကြီးတွေကမြင်တွေ့နိုင်ခဲ့မှာပါဒါဆိုရင်လည်းအခုလိုခံစားရမယ့်အဖြစ်မျိုးကြုံရမှာမဟုတ်တော့ပါဘူးဒီလောက်စွမ်းရည်တွေရှိပေမဲ့ Mantis Shrimp ဟာအုပ်စုဖွဲ့မနေပါဘူးသူတို့ဟာကျင်းလေးတွေတူပြီးတကောင်နဲ့နေထိုင်တတ်တဲ့ introvert လေးတွေပါကိုယ်နယ်မြေကိုလာထိပါရင်တော့ဘယ်သူမှအညာတာမရှိပါဘူးကိုထက်အစမတန်ကြီးတဲ့ရေပွဲတွေငါးရီကိုတော့ပြန်လည်တိုက်ခိုက်ရတဲ့တပ်တွေရှိကြပါလိမ့်သူတို့ရဲ့ဘဝနေထိုင်နေကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးပါလိမ့်အဲ့တော့ကတော့ကိုကာကွယ်ဖို့အတွက်ဘယ်သူအကူအညီမှမလိုဘူးဆိုတာပါပဲလှပဖို့ရှိတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲကိုလာထိရင်ပြန်ချနိုင်တဲ့လက်နက်လေးရှိဖို့လိုပါလိမ့်လူကြီးမင်းတို့လည်းအရေးပါတဲ့တစုံတစ်ယောက်မရှိတဲ့နောက်ပိုင်းမှာဒီ Mantis Shrimp တွေလိုပဲတကောင်နဲ့ရက်တည်နိုင်မှုကြိုးစားရပါလိမ့်မယ်အထီးကျန်နေဆိုပေမဲ့ဘယ်သူမှအားကိုးစရာမလိုတဲ့ဘဝကပိုပြီးလွတ်လပ်တယ်လို့ဖြေတွေးရမှာပါပဲ